ကျွန်တော်ရဲ့မိတ်ဆွေတောင်သူတွေပေါ့နော်စဘာတစ်မျိုးတည်းစိုက်တဲ့အခါအထွက်နှုံးတွေနည်းလာလို့နော်စိတ်တွေညစ်ကြတယ်ပေါ့နော်စဘာတွေလည်းမထွက်တော့ဘူးစဘာစိတ်တွေလည်းမကောင်းတော့ဘူးဆိုပြီးတော့စိတ်တွေညစ်ကြတော့အဲ့တော့အခုနောက်ပိတ်ဆုံးမိတ်ဆွေတို့ကိုအကြံပေးချင်တာပေါ့နော်စဘာလည်းထွက်ဂျုံလည်းထွက်ပေါ့ဒါမှဂျုံခင်းဂျုံနဲ့စဘာနဲ့ရောစိုက်တဲ့နီးပေါ့အဲ့တော့စဘာ15ရက်သားလောက်ရောက်တဲ့ခါကျလို့ချင်းရည်တင်မှာလုံးဝမြက်သက်စေးမဖြန်းပါနဲ့မြက်သက်စေးမဖြန်းလို့ချင်းအဲ့ဒါတွေကပါဆိုဂျုံပင်နဲ့စဘာပင်နဲ့ရောပြီးထွက်လာတယ်အောက်ကဒါကတော့စဘာပင်တွေတော့ဖုံးနေပြီကြည့်နော်ဒါမှစဘာပင်တွေလည်းကောင်းတယ်ဟိုကဂျုံနေရလည်းကောင်းတယ်ဂျုံကင်းဂျုံနိုင်ကြီးဆိုရင်ကြီးတနကိုနဲနဲနော်မဟုတ်အကြီးတွေပဲလားဂျုံနိုင်ကြီးသူက2မျိုးတောင်ရှိသေးတယ်ဂျုံနီနဲ့ဂျုံဒါဘယ်လိုကဂျုံနီနဲ့ဂျုံအစိမ့်ခေါ်မှာပေါ့အဲ့တော့အဖူးကြီးတွေလည်းအကြီးတွေပဲဟောတို့ဒါစီးပွားပြေးစိုက်မယ်ဆိုရင်တော်တော်လေးအဆင်ပြေတယ်ဗျဟိုးမှကြည့်ဂျုံကင်းနော်ဒါစဘာတစ်မျိုးတည်းကိုစိုက်တော့စဘာသေးတွေလည်းမကောင်းဘူးစဘာတွေလည်းအထွက်နေတဲ့အဆင်မပြေဘူးဆိုတဲ့တောင်သူတွေနောက်ပိတ်ဆုံးကျွန်တော်တို့ဒီနီးလမ်းကိုသုံးလို့ရပါတယ်နော်စဘာနဲ့ဂျုံရောစိုက်တဲ့နီးနော်နှစ်သီးစားပေါ့နော်အပေါ်ကဂျုံလေးရမယ်အောက်ကစဘာလေးရမယ်ဒီနီးလေးပေါ့ဒါအထွက်တွေလည်းကောင်းမဲ့ပုံရှိတယ်နော်ဂျုံနှံကြီးတွေတနှကိုနည်းနည်းနော်နှံကြီးမဟုတ်ပါဘူးတွေ့လား